Alo, nông xe này, thải, ta mà thuê này. Ê, ở trên này mà ý ra để dòng nhà thả nó. Và đủ bế đâu. Và đủ bế đâu, vông khá nó. Xe mà mì lô đâu, cổng lâu trong thì dùng khai không mày. Đủ bế đâu. Xa lâu xuôi mà lâu chừng tâm ý và đủ bế lâu thế nó, khá khá. သမီးမသိဘူးဆရာမသမီးဝင်လာတယ်သမီးခုံပေါ်မှာအိစာရောကရှိနေ Và đủ lâu thế nó. သမီးအဲ့ဒါကြီးစိတ်ဝင်စားလို့မသိဘူးဆရာမ Xa xuôi mà lâu chừng mà hốc ta thằng tên xem lâu đi nô công ta. Bà đấy, dê tha thế à. Phát giả mày hãy đàn lắm. Dòng cái lấy phố xuôi dòng mông là u gồ ngông. Tu ngông là đặc khăn na khá gồ chết tà thảo vật rạ. Mà gì này nhỉ đâu. Nó tắt đẻ, anh lô đấy gì là nó tắt đẻ. Bà đấy, ta phát ta xoay là này đó ẩm nhì mà tị khá xa phô khá chạy đèm mông cái lấy à bà thế à là. ဒီမှာကျွန်တော် Nó mà ế à, phải ế à mông bố để thè bấy lại nó. Anh lô à cho nó tắt đẻ. Thay. Xem mà subject và object sẽ bị gì nó subject cái cho đó. Verb cái cho đó. Câu một xin bằng với bé cái để bay xa này he xa lại bảo mà xa câu này bố. Không nào rồi. Mà lê chả màu追进来嘛追进来了嘛就想买了啥呗露露 dạ 追进来听啦 tá mới tiêu già mà 是耶 dạ 追进来听啦什么 tá hơi mà thuy mà xem nào 这就连了嘛追嘿 The next day. 您都真的都没有没有样喏你嘛一啥啥北边比不读懂不读懂都没出 တီးဦးဆရာမမုံနဲ့စာနဲ့သမီးစပွဲပေါ်ရောက်နေ မုံရောပါသေးတာကောင်းမွန်ပဲကိတ်တော်တော်ကိုစေတနာတရားတရားကောင်းမွန်တယ်နော်ကောင်းမွန်ပဲကိတ်လို့ပဲဖတ်ပြအောင်ပါတထိုင်သားသမီးတော့ဗါတဲ့ဖတ်ပြအောင်မလေးကြပြလက်စွမ်းနေပြထားတာမြန်မာစာရေးစွမ်းအဖြစ်ကမရှိဘူးငှက်ကလေးတွေကတင်းမဆိုပန်းလေးတွေကငိုလမ်းလေးတွေကအိုလမ်းဘာကိစ္စအိုရတော့အနမ်းလေးတွေကညိုကောင်းကင်ကြီးပြိုမှချူးကိုမေ့မယ်မကြီးနဲ့ချူးကိုတစ်ဖက်သက်ဆွဲလန်းရတဲ့အမည်မသိကောင်ကလေးချူးကြိုက်တဲ့ပဲကိတ်တဲ့အမလေးပဲကိတ်နေပါဦးဒီကောင်ကပဲကိတ်တွေဒီလောက်ပေးနေတယ်နင်တို့ကပဲကိတ်ကြိုက်တာလားဟာလား သမီးတို့မုံစားကြောင်းစင်ဝယ်စားနေကြမလို့ဆရာမ သမီးတို့အမြဲတမ်းစားတဲ့ကိတ်ဆရာမ အော်အဲ့လိုအလိုက်သိတာမှတ်ထားတာစာရည်ဒါအဲ့လောက်မှတ်ရနော်နင်တို့တွေ ဆရာမ ဟဲ့ သမီးတို့လည်းစာနဲ့ကောင်းမွန်ပဲကိတ်နဲ့ပေးထားသေးရဲ့ဆရာမ နေပါဦးညီကဘာကိစ္စအစကတည်းကမတိုင်တာတော့ ပဲကိတ်လေးစားကြလို့စာတော့မလို့ချင်ဘူးဆရာမ တော်တော်ဆိုးနေပြီဟဲ့ပဲကိတ်ကလေးကအစင်လာမပြတ်ကျွေးတယ်ဟဟလားဆရာမတောင်ကြိုက်လာပြီပဲကိတ်စားရဲနဲ့စားမယ်နော်စားမယ်နော် ဟုတ်စားမယ်နော်တဲ့ဆရာမ ဖတ်ပြအောင်မတပြားလေးဖတ်ပြမှာစားဖတ်ပြအောင်မလိပ်ပြလေးတွေကပြန်တယ်မြည်ရည်စီးတာတန်းတယ်မလေးသူပြောမှမြင်းပြေးတာကမြန်တယ်မတဲ့တာစားရင်အန်တယ်မကြီးနဲ့ဈေးဝယ်ရတာတန်းတယ်ရောင်းကြတဲ့နန်းတယ်အမလေးပညာတွေရတယ်နော်ဘောလုံးသမားကန်တယ်ဘုတ်ကိုချစ်တော့ရင်ခံတယ်အမလေးဟဲ့ဘုတ်ကြိုက်တဲ့ကောင်းမွန်ပဲကိတ်လေးမနှက်ပြန်ကြနေတို့ထက်မိအောင်ဖမ်းပြမယ် The next day. ညပဲကိတ်လေးစားပါဦးတရက်စာကောင်းကောင်းမတင်ရအောင်နော်ဆရာမအဲ့ရီးသားစာကိစ္စကိုဖြေရှင်းနေရတာမပြီးဘူးနော်ပညာသင်ရမယ့်အရွယ်မှာမဟုတ်တာတွေတအားစိတ်ဝင်စားတယ်နော်ကြစားကြိုက်သလားကောင်းမပဲကိတ်ကြိုက်သလားသမီး ဟုတ်ကဲ့ဆရာမ ဘယ်ကောင်းပါလဲဒီမှာစာတစ်စောင်ထပ်ရထားတယ်ခိုင်စုကိုပေးတာတဲ့နော်ဒီနေ့ကတော့အမေဖမ်းမယ်အဲ့ဒီရီးစားစာလက်တယ်ပေါ့ကိုပေါ့စေရမယ်
ခိုင်စုလေးချစ်စရာကောင်းတဲ့ခိုင်စုလေးကချစ်စရာပဲကိတ်လေးကိုစားနေတာကောင်းမွန်ဆိုတဲ့ဒီပဲကိတ်ခိုင်စုလေးကအရန်ကြိုက်ခိုင်စုကြိုက်တဲ့ပဲကိတ်ကလေးကိုပေးထားပါတယ်သူပေးရတော့စား အဲ့စာအလေးပေးရဆရာမ ဟာပြငါပေးရတော့ဘူးကွာရငါတန်းလုံးကောင်မလေးပေးပြီးမယ်မကြိုက်တဲ့ကောင်မလေးကိုမပေးဘူးလို့ပြောထားတယ် ငါကြိုက်တယ်လို့ဘယ်မှာလုပ်ပေးရလဲ ငါမပေးဘူးလို့ဆို အဲ့ဆိုဘူးပေးရ ငါပေးတာငါနင်တို့နှစ်ယောက်ကိုတန်တရားဖြစ်လို့နေလက်ကလင်းတူဘူးဆိုပဲနော်ငါမုံဆိုင်နေကုံစုံဆိုင်နေမှာလိုက်မေးပြီးတော့နေတိုင်းကောင်းမွန်ပဲကိတ်သွားဝယ်တာဆိုအလင်းဟမ်နေရောနော်နေပါဦးမြို့ငါမေးပါဦးမယ်စားဘာကိစ္စတန်းလုံးပေးရတယ် တရားမကြိုက်တရားပြန်ကြိုက်အောင်ပါ မင်းဟာ ဒါသူတာဘူးမကြိုက် စာလောက်ရမယ့်အရွယ်မှာစာမလောက်ဘူးမဟုတ်တဲ့ရီးစားစာတွေစိတ်ဝင်စားတယ်ဒီလိုเนี่ยကိုကြောင်းအုပ်ကြီးရုံးခန်းထဲကိုပို့မယ်နော်အရင်ဆုံးကြော့ရှေ့ကိုကြော့ မိတော့မိတော့တော့ ထွက်လာခဲ့လို့ပြောနေနော် ကောင်းမွန်ပဲကေကောင်းမွန်ပဲကေကောင်း ခိုင်စုနှာခေါင်းရှိလဲ40ဆရာမ ဒီလားမပြီးတော့ပါဘူးဒီလားမပြီးတော့ပါဘူး ခိုင်စုဘယ်နှာခေါင်းရှိပြီလဲသမီးတင်ကြ52မှာ6ကောက်ဆက်လောက် ဒီလားမပြီးတော့ပါဘူးဒီလားမပြီးတော့ပါဘူး